စာကြရေးကျမရမယ်ဆိုတဲ့တွေးတွေကိုတွင်းပြလိုက်ပါတော့တကယ်တမ်းမှာတော့ဒီလိုလေ့လာမှုမှာကိုပေးလိုက်တဲ့အချိန်နဲ့ပြန်ရတဲ့ research တွေကလုံးဝညီမျှမနေပါဘူးဒါကြောင့်ဒီနေ့ video မှာတော့ကျွန်တော်တို့ရဲ့လေ့လာမှုကိုငါစပုံမြန်တော့စီမယ် AI ကိုလေ့လာမှုအပေါ်မှာဘယ်လိုအသုံးပြုရမလဲဆိုတာကိုပြောပြပေးတော့မှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Oliver ဖြစ်ပါတယ်အမှဆုံးအနေနဲ့ကျွန်တော်တို့လေ့လာမှုတိုင်းမှာအမြဲလိုအသုံးပြုရတဲ့ step 5ခုကိုကျွန်တော်အရင်ဆုံးပြောပြပေးတော့မှာဖြစ်ပါတယ်နံပါတ်1 go efficientလေ့လာတင်မှုဆိုတာကျစ်စောပဟေတိစက်တာနဲ့တူပါပဲပဟေတိစက်တဲ့အခါကိုလိုချင်တဲ့ပုံစံကိုအရင်ဆုံးရွေးချယ်ရတယ်လို့မျိုးကိုလေ့လာမယ့်အကြောင်းအရာကိုလည်းတိတိကျကျအရင်သတ်မှတ်ထားဖို့လိုပါတယ်ကိုတကယ်လိုချင်တဲ့နောက်ဆုံးစက်ကိုဒါမှမဟုတ်ကိုပေါ်ဆောင်ချင်တဲ့ပဟေတိရဲ့တကယ်ပုံမှန်စိတ်ပါလဲဆိုတာကိုရှင်းရှင်းလင်းလင်းတိထားဖို့ကတကယ်ကိုအရေးကြီးပါတယ်ဒီလိုရင်မှန်းချက်တွေကိုသတ်မှတ်တဲ့လုပ်ငန်းစဉ်မှာအချိန်အများကြီးကျွန်တော်တို့ပေးစရာမလိုပါဘူးဆိုလိုပေါင်းလေ့လာတင်ယူမှုရဲ့အချိန်900%လောက်သာအချိန်ယူရပါတယ်ဒါပေမဲ့တတိထားရမှာတစ်ခုကတော့AI နည်းပညာတွေဘလောက်ပဲတိုးတက်နေပါစေဒီပထမ step မှာတော့ AI ကကျွန်တော်တို့ကတိတ်ပြီးအကူအညီပေးနိုင်မှာမဟုတ်ပါဘူးဒါကြောင့်ကိုယ့်တကယ်ရမှန်ချက်အစစ်မှန်ကပါလဲဆိုတာကိုယ်တိုင်ပဲတေချာစာဖွဲ့ဖို့လိုအပ်ပါတယ် step 2အနေနဲ့ resources ဖြစ်ပါတယ်တခုခုကိုစတင်လေ့လာတော့မယ်ဆိုရင်လိုအပ်တဲ့အရင်းမြစ်တွေဟာအလုံးကကုရှင်းမှာအစဉ်တစ်ရှင်းနေတတ်ပါဘူးဒါဟာကျစ်စောပဟီဒီစပ်ဖို့ဘူးကိုဖွင့်လိုက်တဲ့ချိန်မှာအပိုင်းအစားတစ်ဝက်လောက်ကပြောင်းနေတာနဲ့တူတူပါပဲကျောင်းမှာပဲဖြစ်ဖြစ်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ကိုလေ့လာတဲ့အရာကိုဒီချာနာလဲဖို့အတွက်မှန်ကန်တဲ့ resources တွေကိုတိုင်ရွေးချယ်တတ်ဖို့အရန်ကိုအရေးကြီးပါတယ်များတော့အားဖြင့်ဒီလိုရှာဖွေဖို့အတွက်စုပေါင်းတင်ယူလေ့လာမှုရဲ့အချိန်ရဲ့10%ကိုအချိန်ပေးရတတ်ပါတယ် step 1မှာတော့ခုနပြောတဲ့အတိုင်း AI ကတိတ်ပြီးအသုံးမဝင်ပါဘူးဒီ step မှာဒါကြောင့်ကိုယ်ပဲအားကိုးတိုက်တွန်းပါတယ် step 2မှာဆိုရင်တော့ဒီ resources ကိုရှာဖွေဖို့အတွက် AI တော်တော်လေးအသုံးဝင်ပါတယ်ဒီနေရာမှာ AI ထိုးတွေအများကြီးရှိပါတယ် Perplexity, ChatGPT, Gemini, Grok, MindMap စသဖြင့်ဒီ AI တွေအသုံးပြုလို့ရပါတယ်ဒီ AI တွေအားလုံးက deep research တွေရှိတဲ့အတွက်ကျွန်တော်တို့ကြိုက်တာအသုံးပြုလို့ရပါတယ်ဒီနေရာမှာကျွန်တော် recommend လေးပေးချင်တာက Perplexity ကတော့ဒီ resources တွေရှာဖွေတာတော့တော်တော်လေးကိုအဆင်ပြေပါတယ်ဒါကြောင့်ဒီမှာတော့ကျွန်တော် publicity ကိုအသုံးပြု resources တွေဘယ်လိုရှာရမလဲဆိုတာပြောပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ resources ရှာတဲ့အခါမှာ resources type တွေကတစ်ခုနဲ့တစ်ခုမတူပါဘူးဒါတော့ကိုယ့်ပေါ်ပဲမူတည်တာပေါ့နော်ကိုကဒီရဲ့tutorial တွေရဲ့ YouTube channel တွေရှာမှာလား video class တွေရှာမှာလားဒီ ebook တွေဒါမှမဟုတ်ဒီ website တွေဒီရဲ့ information တွေပေါ့နော်ကျွန်တော်အဲ့အပေါ်မူတည်ပါတယ်ဒီနေရာမှာတော့ကျွန်တော် example YouTube channel ကိုကျွန်တော်ရှာပြပြီးတော့ပါမယ်ကျွန်တော်အဓိကတော့အသုံးပြုပုံအသုံးပြုနည်းတွေကတော့တူတူပါပဲဒါအဓိက prompting ကောင်းရေးတတ်ဖို့လိုပါတယ်ကိုတကယ်လို့ချင်တဲ့ပုံစံကိုကောင်းဖော်ပြတတ်ဖို့လိုပဲပေါ့နော်ဒီနေရာမှာကျွန်တော် YouTube channel ကိုရှာပြပြီးတော့မှာဖြစ်ပါတယ်ကျွန်တော်ကပါလို့ချင်တယ်ဆိုရင်တော့ AI နဲ့စီးပွားရေးမှာဘယ်လိုပေါင်းဆက်ပြီးအသုံးပြုရမလဲဆိုတာကိုကျွန်တော်လေ့လာချင်တဲ့အတွက်ဒီ YouTube channel 1 to 10ကိုကျွန်တော်ရှာထားခိုင်းပါတယ်ဒီနေရာမှာဆိုကျွန်တော် prompt ထည့်လိုက်မယ်ဒါကြောင့်လည်းခုနှစ်မှာ AI နဲ့စီးပွားရေးကိုဘယ်လိုလက်တွေ့သုံးချရမလဲဆိုတာကိုတင်ပြပေးတဲ့ကမ္ဘာအကောင်းဆုံး YouTube channel တစ်ကနေ30ရှာပေးပါ channel မှာ link နဲ့တွေ့အားသာချက်အားနည်းချက်ကိုဖော်ပြပေးပါကျွန်တော်အဲ့လိုရှာထားရပေါ့နော်ကျွန်တော်တုတ်လိုက်မယ်ဒါဆိုရင်ရလာပြီပေါ့နော်ဒီနေရာမှာဆိုရင်သူကကျွန်တော်ကိုဒီ YouTube ရဲ့နာမည်ရဲ့ link ရဲ့ပြီးတော့အားသာချက်တွေကိုသူကဖော်ပြလိုက်ပေါ့နော်ဒါဆိုရင်ကိုနဲ့ကိုက်ညီတဲ့channel ကိုရွေးပြီးတော့ပဲလေ့လာလိုက်ရုံပါပဲအလားတူပါပဲကျွန်တော်တခြားတော့ AI မှာလည်းတူတူပဲကျွန်တော်အဲ့လိုလုပ်ရှာပြီးကျွန်တော်တို့စစ်လိုက်ပေါ့နော်ကျွန်တော်စစ်ဆေးပြီးတော့ဒါကကျွန်တော်နဲ့ကိုက်တယ်ဆိုရင်ကျွန်တော်ဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လေ့လာသင်ယူလို့ရတယ်ပေါ့နော် resources မှာဒီလောက်သုံးတတ်ပြီး prompt လေးရေးတတ်တယ်ဒီလောက်သုံးတတ်ပြီးဆိုရင် resources တော်တော်များများ easy ရှာလို့ရပါတယ် step 3အနေနဲ့ priming ဖြစ်ပါတယ် priming ဆိုတာကနားလည်လို့ပြောရမယ်ဆိုရင် overview နဲ့တူတူပါပဲကြိုတင် pre-learning ဖြစ်ပါတယ်တခုခုကိုကျွန်တော်တို့တေချာလေ့လာခင်အကြမ်းပြင်းပတ်ကြည့်တဲ့ pre-learning ဟာကျစ်စောပဟေတိတွေမဆက်ခင်အယောင်တူတာတွေအနာတွေထောင်းတွေကိုအရင်ဆုံးရွေးထုတ်လိုက်တာနဲ့တွေ့လို့ပါပဲဒါဟာကျွန်တော်တို့ရဲ့အုံနောက်ကိုမှန်ကန်တဲ့ရလက်စီလို့ရအောင်မတိစက်ကနေမှလည်းရှောင်းရှာပေးတဲ့အစွမ်းထက်တဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်လူများစုကဒီရဲ့အဆင့်ကိုကြော်တော့တတ်ကြပေမဲ့တကယ်လို့လုပ်နေဆိုရင်ကျွန်တော်တို့မှတ်သားနိုင်စွမ်းနဲ့ဒီလေ့လာမှုအမြင်နှုန်းကို10%ကနေ10%အထိပြီးတက်တာတိုးတက်စေပါတယ်အချိန်အားဖြင့်မိနစ်30လောက်တာပေးရပေမဲ့ကျွန်တော်တို့အတူအတေးလေ့လာချိန်နိုင်ပေါင်းများစွာကိုတက်တာစေပါတယ်
ဒီ step မှာဆိုရင် AI ကိုဘယ်လိုအသုံးပြုရမလဲဆိုရင်တော့ AI intro တခုကျွန်တော်တို့ comment ပေးပါတယ်အဲ့ဒါကတော့ notebook LM ဖြစ်ပါတယ်ကျွန်တော်တို့ priming pre-learning လုပ်တဲ့အခါမှာ notebook LM ကတော်တော်လေးကိုအသုံးဝင်ပါတယ်ဒါကြောင့်ကျွန်တော် recommend တခုပဲပေးပါတယ် notebook LM ကိုအသုံးပြုပါ pre-learning လုပ်မယ့်ချိန်ကျွန်တော်တို့ဘာတွေလုပ်လို့ရမလဲဆိုရင်ကျွန်တော် slide တွေဖန်တီးလို့ရမယ် video overview တွေလုပ်လို့ရမယ် audio overview တွေလည်းလုပ်လို့ရမယ်ပြီးတော့တခြားတော့ဒီရဲ့ question တွေ multiple choice တွေအကုန်လုံးလုပ်လို့ရတယ်ပေါ့နော်အဲအကြောင်းဒီရဲ့ priming လုပ်တဲ့အခါမှာဒီ notebook LM ကတော်တော်လေးကိုအသုံးဝင်ပါတယ်ကျွန်တော်အသုံးပြုနေတဲ့အသေးစိတ်ကိုတော့ကျွန်တော်မပြောပြတော့ပါဘူးဒီအသုံးပြုနေတဲ့အသေးစိတ်ကိုသိချင်တယ်ဆိုရင်ကျွန်တော် channel ထဲက notebook LM ဆိုတဲ့ detail ချက်တင်ထားပေးတဲ့ video ကိုတွားကြည့်လို့ရပါတယ်ဒီနေရာမှာတော့ကျွန်တော်ဘယ်လိုအသုံးပြုရမလဲဆိုတာကိုနည်းနည်းပဲပြောပြပေးပါမယ်ကျွန်တော်တို့ notebook LM ကိုအသုံးပြုဖို့ဆိုရင်ဒီ notebook LM လို့လိုက်ရိုက်ရှာကြည့်လိုက်ပေါ့နော်အဲ့လိုလေးပေါ်လာလိမ့်မယ်ကျွန်တော်ရိုက်ရှာလိုက်ပေါ့နော်ကျွန်တော်အဲ့လိုလေးပေါ်လာလိမ့်မယ် notebook LM ဆိုပြီးရိုက်ရှာလိုက်ဒီလိုလေးပေါ်လာလိမ့်မယ်ပေါ်လာပြီးတော့ပြီးဆိုရင်ကျွန်တော်တို့လေ့လာခြင်းဒါကို priming လုပ်ခြင်းနဲ့အဲ့ရကျွန်တော် file လုပ်မှာလား YouTube လုပ်မှာလားဒါမှမဟုတ်တခြားတော့ drive တွေ coffee test တွေလုပ်မှာလားပေါ့အဲ့ဟိုတစ်ချက်တော့ထည့်ပြီးတော့ပြီးဆိုရင်ခဏတော့ကျွန်တော် YouTube တခုထည့်လိုက်မယ်ကျွန်တော်တို့ထည့်ပြီးတော့ပြီးဆိုရင်ဒီ studio မှာကျွန်တော်တို့လုပ်ချင်တာကိုနှိပ်ပြီး customize တွေလုပ်လို့ရပါတယ်ဒီ tool ကတော့ private တော့ 100% အသုံးဝင်မဲ့ tool ဖြစ်ပါတယ် step 4 comprehension ဆိုတာကျွန်တော် tip planning နဲ့တူပါတယ်ဒီအဆင့်5ဆင့်ထဲမှာဒီအဆင့်ကတော့အရေးကြီးဆုံးဖြစ်ပါတယ်ချစ်စောပဟေတိတွေဆက်တလို့ပါပဲအနာသက်တွေနဲ့အယောင်သူတွေရဲ့အပိုင်းကိုစတင်ဆက်ပြီးတော့တကယ့်ပုံပေါ်လာအောင်အစပြုတဲ့အဆင့်ဖြစ်ပါတယ်ဒီနေရာမှာတော့ကျွန်တော်အကြံပေးချင်တာက tip planning မလုပ်ခင်မှာ priming pre-learning အရင်လုပ်ဖို့အကြံပေးချင်ပါတယ်အစပိုင်းမှာအကြံပြနားလည်အောင်အရင်လုပ်ပြီးမှဒါတဖြည်းဖြည်းအသေးစိတ်ကိုနက်နက်ရိုင်းလေ့လာပါလူတွေအများစုမှာတတာကအစကတည်းကအသေးစိတ်ကြကြနားလည်အောင်အတင်းကြိုးစားပြီးနားလည်ရင်ရှင်းမသွားဘူးဆိုတဲ့တစ်စုံလေးတက်ကြပါတယ်ဒါဟာတင်လေ့လာမှုကိုအရန်လေးကွေးစေပါတယ်ထင်ရှိတဲ့ဥပမာတစ်ခုပေးရမယ်ဆိုရင် content တစ်ခုကိုလူတွေစိတ်ဝင်စားအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ algorithm တွေ data analyzing တွေကိုအကြောင်းတွေကိုအသေးစိတ်မလေ့လာခင်မှာဒီအချက်၃ချက်ကိုပဲအရင်စိုက်ကြည့်ပါနံပါတ်1တစ်ခုက definition ပေါ့အလုပ်တစ်ခုစဖို့လိုအပ်တဲ့အခြေခံတိုးတွေကိုအရင်သိထားဖို့လိုပါတယ်ဥပမာပြောရမယ်ဆိုရင် video editing လုပ်ဖို့အတွက်ဘယ် app တွေကအကောင်းဆုံးဖြစ်မှာလဲ script ဆိုတာပါလဲပြီးတော့ hook ဆိုတာပါလဲစတာတွေကိုအရင်ဆုံးသိအောင်လုပ်တာပါနံပါတ်2အနေနဲ့ major concept ဖြစ်ပါတယ်အဓိကသဘောတရားတွေပေါ့ဒီရဲ့ content တစ်ခုဘာကြောင့်အောင်မြင်လဲဆိုတဲ့အနှစ်သာရကိုနားလည်ဖို့ပါဒီမှာနေပြောရမယ်ဆိုရင်လူတွေရဲ့ပြဿနာကိုဖြေရှင်းပေးတာလားဒါမှမဟုတ်ဖြောပြမှုအတွက်ပေးတာလားဆိုတဲ့အဓိကရည်ရွယ်ချက်ဒီရဲ့ value ရှိရမယ်ဆိုတဲ့သဘောတရားကိုနားလည်တာမျိုးဖြစ်ပါတယ်နံပါတ်3တစ်ချက်အနေနဲ့ full example လက်တွေ့ဥပမာပြောရမယ်ဆိုရင်ဒါက reverse engineering နဲ့တူပါတယ်ဥပမာပေးရမယ်ဆိုရင်အမြင်နေတဲ့ creator တယောက်ရဲ့ video ကိုအစအဆုံးသိချလေ့လာတာဖြစ်ပါတယ်ဥပမာပြောထားမယ်ဆိုရင်သူကဒီ video အစမှာဘယ်လိုစကားလုံးတွေနဲ့ဆွဲဆောင်ထားတာလဲအလယ်မှာဘယ်လိုရှင်းပြထားတာလဲအဆုံးမှာသူတွေကိုဘယ်လို call to action တိုက်တွန်းတာလဲဆိုတာလက်တွေ့ကြည့်တာမျိုးဖြစ်ပါတယ်ဒါကအခြေခံတွေနဲ့သဘောတရားတွေကိုဘယ်လိုပေါင်းစပ်လိုက်ရလဲဆိုတာကိုအရှင်းဆုံးမြင်စေပါတယ်ဒီနေရာမှာအချိန်ယူမှုရဲ့အရာခန်းကန္တာကစုပေါင်းတိလာချိန်ရဲ့40%ကနေ60%အထိအချိန်အများဆုံးပေးရတဲ့အဆင့်ဖြစ်ပါတယ်ကျွန်တော်တို့ဒီရဲ့ရေးကြီးဆုံး step မှာဆိုရင်ကျွန်တော်တို့ဘယ်လိုအရာမျိုးတွေအသုံးပြုရမှာလဲနံပါတ်1တစ်ခုကတော့ recommend ပေးတာက notebook LM ပါပဲဘာလို့ကျွန်တော် notebook LM ကိုတစ်ခါတလေပြောရမှာလဲဆိုရင်တော့ကျွန်တော် notebook LM မှာတကယ်ကျွန်တော်တို့လေ့လာဖို့အတွက်ဖန်တီးထားတဲ့ tool တစ်ခုဖြစ်ပေါ့နော်ဒါကြောင့်ဒီ tip planning ပဲဖြစ်ဖြစ် pre-planning ပဲဖြစ်ဖြစ် notebook LM မှာအကောင်းဆုံး tool တစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ခုနပြောတဲ့အတိုင်းအဲ့ဒါမှာ audio video slide တွေ mind map တွေစသဖြင့်လုပ်လို့ရတယ်ပေါ့နော်โอเคဒီထက်အပြင်ပို့လို့ရတာကကျွန်တော်တို့ AI နဲ့ဆွေးနွေးလို့ရတယ်ပေါ့ကျွန်တော်တို့ရဲ့ chat box မှာ AI ကိုတီးရမေးလို့ရတယ်အနားမလဲသူရှင်းပြခိုင်းလို့ရတယ်အဲ့လိုပေါ့နော်ကျွန်တော်တို့ notebook LM ကိုပြန်ဝင်ကြည့်ပါကျွန်တော်ဥပမာတစ်ခုနဲ့ပြမယ်ဆိုရင် vibe coding ပေါ့နော်ဒီဝင်ကြည့်မယ်ဒါဆိုရင်ကျွန်တော် slide တွေလုပ်ထားပြီပေါ့နော် slide တွေ video တွေ mind map တွေ audio တွေ infographic တွေလုပ်ထားပြီပေါ့ကျွန်တော်ဒီနေရာမှာကျွန်တော် vibe coding ကိုလုံးဝမတင်ဘူးနားလည်းနားမတင်ဘူးတင်လည်းမတင်ဘူးကျွန်တော်ဥပမာသူ့ကိုရှင်းပြခိုင်းမယ်ပေါ့နော်vibe coding ကိုကလေးတစ်ယောက်နားလည်အောင်ရှင်းပြပေးပါဆိုအလွယ်တကူ prompt ရေးကြည့်မယ်ကလေးတစ်ယောက်နားလည်အောင်ရှင်းပြပေးပါ
okay ကျွန်တော်အဲ့လိုမေးကြည့်မယ်ပေါ့ဒါကျွန်တော် vibe code ရဲ့ definition ကိုသူကနေမှတစ်ဖက်ပြီးတော့ကျွန်တော်နားလည်အောင်ရှင်းပြပေးလိမ့်မယ်ပေါ့ကျွန်တော်နည်းနည်းတော့စောင့်ရဗျာဒီမှာသူပြီးသွားပြီပေါ့နော် vibe coding ဆိုတာကိုယ်တိုင် community ကို code တွေအပင်ပန်းခံရေးဆံလို့ပဲကိုလူချင်တာတွေကိုဖြစ်ချင်တဲ့ပုံစံလေးတွေကို AI ကိုပြောပြ AI ကိုယ်တိုင် app တွေ software တွေဗန်ဒီရေးခိုင်းတာတခုဖြစ်ပါတယ်ဆိုပြီးတော့သူကပြောပြလိုက်ပေါ့နော်ဥပမာအနေနဲ့လည်းသူပေးထားတယ်ဒါဆိုရင်ကျွန်တော်တို့လေ့လာတဲ့နေရာမှာကျွန်တော်တို့ရဲ့ဆရာတစ်ယောက်ဖြစ်သွားပြီပေါ့နော်ကျွန်တော် maybe ဆရာနောက်ပိုင်းကျရင်မလို့တော့ဘူးလို့ထင်တယ်ပေါ့နော်ဒါပေမဲ့တခုရှိတာကကျွန်တော်တို့ဒီနေရာမှာပေါ့လေ့လာတဲ့ resources ပေါ်မူတည်ရပေါ့နော်ကျွန်တော် vibe coding လေ့လာတော့တော်တော်လေး notebook LM နဲ့ကြီးကတော့တခြားတော့ဥစ္စာတွေကလည်း notebook LM နဲ့မသိတော့ဘူးတခြားတော့ဟာလေး ChatGPT Gemini အဲ့လိုမျိုးရှိရပေါ့နော်မြင်တာပြောရမယ်ဆိုရင်ကျွန်တော်ဒီရဲ့ဥပမာထားလိုက်ဗျာ language တစ်ခုလေ့လာတယ်ဆိုရင်ကျွန်တော် notebook LM နဲ့လေ့လာမယ်ဆိုရင်နည်းနည်းအခက်တွေ့မယ်ဗျာသူကဘာလို့လဲဆိုရင်တော့ကျွန်တော်ပေးထားတဲ့ file ပုံမှာဒီပြတော့ရှင်းပြတာဟုတ်အဲ့အနေနဲ့အခက်တွေ့နေအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီရဲ့ notebook LM နဲ့လေ့လာမယ်စားကျွန်တော်တို့ဒီရဲ့ Gemini နဲ့လေ့လာမလားဒါမှမဟုတ် ChatGPT နဲ့လေ့လာမလားဆိုပြီးပို့ရတင်တော့ရပေါ့နော်အဲ့လိုရှိရပေါ့ကျွန်တော်နောက်တစ်ခုအနေနဲ့ဆွေးနွေးတာကျွန်တော်တို့ဒီ chatbot ကနေဆွေးနွေးလို့ရတယ်လို့နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဒီ Google AI Studio နေမှာတစ်ဆင့်ကျွန်တော်တို့အချင်းချင်း real time အနေနဲ့စကားပြောဆွေးနွေးလို့ရတယ်ပေါ့နော်အဲ့ဟာဘာကောင်းလဲဆိုရင်တော့ကျွန်တော်တင်ပြီးပြီရတယ်ရပြီ okay ကျွန်တော်ဘယ်လောက်နားလဲဘယ်လောက်ပြန်ပြောနိုင်လဲကျွန်တော်ဆွေးနွေးခြင်းအပြင်ကျွန်တော်ပို့ပြီးမမိလွယ်တယ်ပြီးအကြိုင်မမိစေပေါ့နော်ကျွန်တော်Google AI Studio ကိုသုံးဖို့ဆိုရင်ကျွန်တော် Chrome browser ထဲကနေဝင်ပြမယ်ပေါ့နော်ကျွန်တော် Google AI Studio လို့ရိုက်ထည့်လိုက်ကျွန်တော်ရိုက်ထည့်လိုက်ပေါ့နော်ပြီးရင်တစ်ချက်တော့ဝင်ကြည့်လိုက်ပေါ့ pin caster ကိုနှိပ်လိုက် okay ကျွန်တော်ဒီလိုလေးတွေ့ရလိမ့်မယ်ပေါ့နော် Google AI Studio ထဲမှာဆိုရင်ကျွန်တော်တို့ playground ကိုနှိပ်လိုက်ပြီးကျွန်တော်ဘာသုံးမှာလဲပေါ့app မူတည်ရွာပေါ့ playground တစ်ချက်တော့နှိပ်လိုက်ပေါ့နော်ကျွန်တော်တို့ဒီ Google AI နဲ့စကားပြောမယ်ဆိုရင်ဒီကျွန်တော်တစ်ခုနဲ့တစ်ခုတော့တိတ်မတူဘူးဗျာကျွန်တော်ခုနဝင်ကြည့်ရတဲ့မျိုးအခုဝင်ကြည့်ရတဲ့မျိုးပြန်ဖြစ်သွားတယ်ကျွန်တော်ဒီကနေ Talk with Gemini 3.1 flat live store နေလိုက်ဗျာနေပြီးဆိုဒီလိုဒီပုံလာလိုက်မယ်ပေါ့နော်ကျွန်တော် customize လုပ်လို့ရတယ်ကျွန်တော် model တွေရွေးလို့ရတယ်instruction တွေပြီးလို့ရတယ်ပေါ့နော်ကျွန်တော်သူ့ကိုဘယ်လိုဆက်ရိုက်မျိုးဆရာမတစ်ယောက်လို့ဒါမှတင်ကြီးချင်းတစ်ယောက်လို့ဒါအဲ့လိုပြင်လို့ရတယ်ပြီးတော့အတန်လေးမိန်းကလေးတန်ယူမှာယောက်ျားလေးအတန်လားဒီမှာချစ်စရာလေးလားအဲ့လိုပေါ့နော်ကျွန်တော်တို့အတန်ရွေးလို့ရတယ်ပေါ့ပင်ထုတ်ကန်မှာရွေးလို့ရတယ်ပင် thinking level မှာလည်းကျွန်တော်ရွေးလို့ရတယ်ပေါ့နော်ဒီနေရာမှာတော့ကျွန်တော်တို့ high thinking ဆိုရင်တော့ဒီ thinking level မြင့်တဲ့အတွက်ကျွန်တော် response ပြန်လုပ်တာကြာကောင်းကြာနိုင်တယ်ဒါတော့ no thinking လို့ကျွန်တော်ထားလိုက်မယ်ကျွန်တော်ဒီထိုးနေရာမှာ function calling automatic function response ground with Google Gemini တော့အဲ့ဟာဒီဖွင့်ထားခြင်းလည်းရတယ်မဖွင့်ထားခြင်းလည်းရတယ်ပေါ့နော်ပြောရမယ်ဆိုဒါဒီရှင်းရှင်းလေးတိတ်မတည်ဘူးပေါ့ကျွန်တော်ဖွင့်ထားမယ်ဒါတော့ကျွန်တော် resources တွေပြန်ပေးရပေါ့ okay ကျွန်တော်ဥပမာတစ်ခုနဲ့ကျွန်တော် Newton law ဆိုတဲ့ concept ကိုသူနဲ့ဆွေးနွေးပြပါမယ်ကျွန်တော်ဆွေးနွေးဖို့တော့ဆိုရင်ဒီ talk ဆိုတဲ့ဟာကိုနှိပ်လိုက်ရပါပြီပေါ့နော် okay ကျွန်တော်စဆွေးနွေးရအောင် hello အားလုံးပဲ hello မင်္ဂလာပါhello မင်္ဂလာပါဘာများကူညီပေးရမလဲဗျာokay ငါတို့ဒီနေ့ဒီ Newton law ဆိုတဲ့ concept အကြောင်းကို step by step ဆွေးနွေးသွားမယ်ကပ်ဗျာ Newton law လို့ပြောပြီးစီပထမတစ်ခုစမလားဒါမှမဟုတ်အားကိုကျွေးအပြပြလားနိုင်ဘာပြောအရင်ပြောပြရှိပေါ့နော်ပြဆို step 5အနေနဲ့ implementation ဖြစ်ပါတယ် implementation ဆိုတာ action နဲ့တူပါတယ်ကျွန်တော်တို့လေ့လာတင်ယူထားတဲ့အရာကိုလက်တွေ့မှာဘယ်လိုအသုံးပြုရမလဲဘယ်လိုကောင်းကောင်းတိတိယောက်ယောက်အသုံးချရမလဲဆိုတဲ့သဘောမျိုးကိုတက်ရောက်ပါတယ်ဒီအဆင့်ကတော့ခွဲထားတဲ့ချက် software ဒီအပိုင်းစတွေကိုတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးအပြီးတက်ပုံပေါ်လိုက်တဲ့အဆင့်ဖြစ်ပါတယ်ဥပမာပြောရမယ်ဆိုရင်တန်လူစောခေါင်းနဲ့ခြေထောက်တွေလက်တွေကိုတက်ဆင်လိုက်တဲ့လိုမျိုးအရာအားလုံးတစ်ခုတည်းပေါင်းဆက်ဖြစ်သွားတဲ့အချိန်ဖြစ်ပါတယ်လူအများစုကတင်ဖို့ကိုတည်နေပေမဲ့လက်တွေ့အသုံးချဖို့အတွက်ကိုမိနေတတ်ကြပါတယ်လက်တွေ့အသုံးချဖို့အတွက်မမေ့ရင်တောင်ပင်နေရာမှာတိတိယောက်ယောက်အသုံးပြုရမှာလဲဘယ်လိုအသုံးပြုရမလဲဆိုတာကိုမတိတတ်ကြပါဘူးဒါကြောင့်ဒီလိုမဖြစ်အောင်ကျွန်တော် AI ကိုကောင်းကောင်းလေးအသုံးပြုတတ်ဖို့လိုပါတယ်ဒီနေရာမှာအချိန်ယူရမှုကိုရဲ့စုပေါင်းလေ့လာခြင်းရဲ့20%ကနေ40%တိတာအချိန်ယူရလေးရှိပါတယ်ဒီ step မှာတော့ AI ဘယ်လိုအသုံးပြုရမလဲဆိုရင်တော့ထွေထူးထူးတော့မရှိပါဘူး
ကျွန်တော်တို့ရဲ့အမြင်တွေကျွန်တော်တို့ idea တွေကျွန်တော်တို့ရဲ့လက်တွေ့သုံးမဲ့နေရာတွေပြင်မှာသုံးနိုင်လဲဆိုတာကိုအမြင်ပို့ကျင်အောင်ပို့သိအောင် AI ကိုခိုင်းတဲ့သဘောမျိုးပါပဲကျွန်တော်တို့ဒီ step 1မှာကတည်းကကျွန်တော် goal and vision ကတည်းကကျွန်တော်တို့ဒီလေ့လာမှုအပေါ်မှာကျွန်တော်ဘာအတွက်လေ့လာလဲဘာကြောင့်လေ့လာလဲဆိုတာကိုသတ်မှတ်ပြီးထားတဲ့အတွက်ဒီလက်တွေ့လောက်ဆောင်တဲ့နေရာမှာအများကြီးအခက်အခဲမရှိနိုင်ပါဘူးဒါကြောင့်ကျွန်တော်ဒီထက်ပိုပြီးတော့ next level ရောက်အောင်ဒီနေရာမှာဆိုရင် AI ကိုအသုံးပြုရမှာလေကျွန်တော်တို့ကြိုက်တဲ့ AI အသုံးပြုလို့ရမှာလေ ChatGPT တုံးမှာလား Gemini တုံးမှာလား Google ဒီရဲ့Cloud AI တုံးမှာလားကျွန်တော်အကုန်သုံးလို့ရပါတော့ဒီနေရာမှာဆိုရင်ကျွန်တော် ChatGPT နဲ့ကျွန်တော်သုံးပြပြီးတော့မယ်ကျွန်တော်တို့ ChatGPT တဲ့ကိုတစ်စင်းလောက်ဝင်နိုင်ပေါ့နော် ChatGPT ဝင်ပြီးဆိုရင်ကျွန်တော်တို့ဒီလိုရိုးသုံးမဲ့အစားကျွန်တော် prompt တစ်ခုလောက်ထားရင်ပေါ့နော် instruction prompt app prompt မှာကျွန်တော် description အောက်မှာ link ချလာပေးမယ်အဲ့ဒီမှာတစ်စင်း app prompt ကို copy ကူးယူပြီးတော့ကိုယ့်ရဲ့ project မှာဒီရဲ့ instruction မှာ copy paste လုပ်လို့ရတယ်ပေါ့နော်ကျွန်တော် description အောက်မှာကျွန်တော် link ချထားပေးမယ်အဲ့ဒီမှာတစ်စင်းယူလို့ရတယ်ပေါ့နော်ကျွန်တော် prompt copy ကူးယူမယ်ဘယ် prompt လဲဆိုရင်တော့ဒီ prompt ပေါ့နော်ဒီ prompt ထားလိုက်ကျွန်တော် example တစ်ခုနဲ့ပြမယ်ဒီအောင်ကူးယူမယ် new project တွေကိုနေလိုက်နာမည်ပေးလိုက် action perspective perspective mentor ဆိုထားလိုက်တော့ရလာပြီဆိုရင်ကျွန်တော်တောင်းနေလိုက်ဒီ action perspective ဆိုတာနေလိုက်ကျွန်တော်နေလိုက်ပြီဆိုရင်ဒီ instruction မှာဒီလိုတွေ့ရလိမ့်မယ် instruction မှာခုနက copy ယူထားတဲ့ prompt ကို copy paste လုပ်လိုက်ပြီးရင် save နေလိုက် okay ဒီနေရာမှာဆိုရင်ဒါကျွန်တော်တို့ရမှာပေါ့နော်အခုဆိုရင်ကျွန်တော်ဘယ်လိုအသုံးပြုရမှာလဲဒီနေရာမှာကျွန်တော်လေ့လာဒါကို summary တို့ပြန်ပြောပြလိုက်ဒါမှမဟုတ် concept တခုခုကျွန်တော်လေ့လာထားတဲ့ concept ကိုတို့ပြောလိုက်တို့ကနေမှတစ်စင်းကျွန်တော်တို့ဟိုဒီ real life မှာဘယ်လိုဘယ်နေရာမှာအသုံးပြုလို့ရလဲပေချင်းခါနောက်အနာဂတ်ရောဘယ်နေရာမှာအသုံးပြုလို့ရလဲအခြေထုံးဝင်သူဖော်ပြပေးထားမှာပေါ့နော်အဲဟာကိုကျွန်တော်ဥပမာထားလိုက်ကျွန်တော်ဒီဟာကို copy ကိုယူလိုက်မယ် vibe coding နဲ့ AI အသုံးချ software ကိုကျွန်တော် copy paste လုပ်လိုက်မယ် okay အဲဆိုရင်သူဘယ်လိုပြန်ပြောလာမှာလဲပေါ့ဒါကျွန်တော်လေ့လာထားတဲ့ vibe coding ဟိုကျွန်တော်အချင်းချုပ်ထုတ်ပြန်ပြောပြလိုက်တယ်သူကမှတစ်စင်းပိုင်းပြန်ပြောလာရပေါ့နော်သူကပါပြန်ပြောလာမယ်ဆိုကျွန်တော်ကြည့်ရအောင်ဒီ topic ကတကယ် interesting ဖြစ်တယ်တဲ့ okay knowledge ကဘာကြောင့်အရေးကြီးလဲတဲ့ဘာပြောတာဘာကြောင့်အရေးကြီးလဲ knowledge က coding language framework တင် brainstorming မှာအရာကြတတ်တယ်ဒီနေ့ဆိုရင်တော့ barrier ရောချပြီးတော့အဓိက shift က how do I code this to what system do I want to build ဒါ change ဆိုလိုတာကအနာဂတ်မှာ value ရှိတာ code speed မဟုတ်တော့ value ရှိတာ program တော့ပြောပြတာမျိုး system design ပိုင်းပေါ့ business creator entrepreneur ဖြစ်ချင်ဒီ skill set က goal ဖြစ်တယ် real life ပဲနေရာမှာတုံးချနိုင်မှလည်းတော့တုံးချတဲ့နေရာကိုထပ်ပြီး business AI နဲ့ business tool တွေကိုတုံးနိုင် customer management app တွေတုံးနိုင်တာ real life မှာအသုံးပြုနိုင်တဲ့နေရာတွေ order တွေ payment တွေပိုင်းပေါ့နော် process တွေ remain ထားတွေ store debate ပိုင်းတော့ပြောပြရတယ်ဒီ management system restaurant shop အတွက် stock tracking sell dashboard ပိုင်းပေါ့အဲ့လိုပြောထားတယ် content creation မှာလည်းသုံးလို့ရတယ် content planner app တွေ idea bank ပိုင်း thumbnail analyzing YouTube workflow script hook and ပိုင်းပေါ့နော် productivity အတွက်တွေလည်းသုံးလို့ရတယ်ကိုယ့်အတွက် personal ထုတ်တဲ့ study tab ကို GDIS ရဲ့ Thai language tracker ဒါတော့ပြောရမယ်ဆိုရင်သူကကျွန်တော်ကိုတည်တဲ့အတွက်ကျွန်တော်သူ့ train ထားပေးရအများပဲဒါကြောင့်ကျွန်တော်ပါစိတ်ဝင်စားလဲပါလေ့လာနေသူကတည်တဲ့အတွက်ဒါကျွန်တော်ပြောပြလာပါတော့ GDIS တဲ့ Thai language တွေဒီ habit system တွေသူကအဲ့လိုပြောပြထားတယ်ပေါ့နော်အများပဲပေါ့နော်ကျွန်တော်တို့ဒီရဲ့ instruction မရှိတဲ့ဆိုင်ဒါလေးသုံးပြီးမှဒီလိုမေးတာကျွန်တော်အမြင်ပူကျဲတယ်ကျွန်တော်တော့ဒီနေရာတောင်မှလည်းတွေ့အသုံးချလို့ရတယ်ဆိုတဲ့အဲ့လို idea မျိုးရတာပေါ့နော်ပြောရမယ်ဆို okayကျွန်တော်ဒီလောက်နဲ့ဆိုရင်ကျွန်တော်လေ့လာမှုမှာ AI ကိုအနည်းနဲ့အများတော့ကျွန်တော်တို့အသုံးပြုနိုင်တယ်ပေါ့နော်အားလုံးပဲအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ဒီနေ့လန်တွေကအားလုံးအတွက်အကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အားလုံးပဲ good night ပါ